ကျိုင်းမျိုးမျိုးနယ်ကအဗ်ဒူရရှိဒ်ဘန်ကမေးထားပါတယ်မျက်နှာကိုရိုက်နှက်အပြစ်ပေးဒီကိုတရားတော်ကခွင့်ပြုပါသလားဆရာကျောင်းဆရာတွေကျောင်းသားတွေကိုအပြစ်ပေးတဲ့နေရာမှာမျက်နှာကိုလက်နဲ့ရိုက်ခွင့်ရှိပါသလားကျေးဇူးပြုဖြေကြားပေးပါဆရာ Bismillahir Rahmanir Rahim Hamidan wa musalliyan wa musallima amma ba'd wa billahi tawfiq Bukhari Muslim Bukhari ကျမ်း Muslim ကျမ်းဒီကျမ်းနှစ်ကျမ်းလုံးမှာhadith တော်တစ်ပုဒ်လာရှိတယ် Idha qatala ahadukum akhahu မင်းတို့တွေကတဦးတယောက်ကမမီရဲ့ညီနောင်မွတ်စလင်နဲ့တိုက်ခိုက်ပြီးဆိုရင် fal yajtani bil wajh မျက်နှာကိုရှောင်ပါဘူဒါဝုဒ်ရဲ့ရိဝါဒ်မှာလာတယ် Idha daraba ahadukum akhahu မင်းတို့တွေကတဦးတယောက်ကမမီရဲ့ညီနောင်မွတ်စလင်ကိုရိုက်ပြီးဆိုရင်မျက်နှာကိုရှောင်ပါဆိုတော့ဒီ hadith ကနေကျွန်တော်ဥလမာတွေပညာရှင်တွေအားလုံးကဆုံးဖြတ်တယ်။ဘာဆုံးဖြတ်လဲဆိုရင်ဒီ hadith ထဲမှာမိဘကမမီရဲ့သားသမီးကိုရိုက်ခြင်းအဲ့လိုပဲခင်မွန်းကမမီရဲ့ဇနီးမီရဲ့ကိုမမီရဲ့ဇနီးတဲ့ကိုရိုက်ခြင်းအဲ့လိုပဲဆရာသမားကမမီရဲ့တပည့်ကိုရိုက်ခြင်းဒါတွေအားလုံးဒီတာမြစ်ချက်ထဲမှာပါဝင်တယ်။ဒါကြောင့်ဒီ hadith ကနေဗာတိရလဲဆိုရင်ကျွန်တော်တို့ဆရာသမားတွေမမီရဲ့တပည့်ကိုရိုက်ပြီးဆိုရင်ပညာရေးအရာရိုက်ဖို့လိုအပ်လို့ဒါမှမဟုတ်ရင်တာဒီအဒပ်စီကံပေးဖို့အတွက်ရိုက်ဖို့လိုအပ်လို့ရိုက်ရမယ်ဆိုရင်မျက်နှာကိုရှောင်ပြီးတော့ရိုက်ပါဒါကြောင့်မျက်နှာမှာလည်းရိုက်ခွင့်မရှိဘူးမျက်နှာနဲ့ပတ်သက်တဲ့ခေါင်းတွေပါတယ်မှာလည်းရိုက်ခွင့်မရှိဘူးမဟာဒီစင်းတွေကအဲ့ဒီရှင်းလင်းကြမှာမရှင်းလဲဆိုရင်ဘာကြောင့်လဲဆိုရင်နဲ့နံပါတ်1အချတော့တချို့တွေဝါဒမှာပါတယ်ဟာဒီစ်မှာစကလုံးတစ်လုံးအပေါ်ပါတယ်ဘာပါလဲဆို fa inna Allah ta'ala khalaqal insana ala surati ဘာကြောင့်လဲဆိုရင်အလ္လာဟ်ရှိမြတ်ကအင်ဆန်ကိုအာဒမ်ကိုမမြင့်ဆူရတ်နဲ့ဖန်ဆင်းတာဆိုတော့ဒါလူတိုင်းရဲ့မျက်နာကဒါအလ္လာဟ်ရဲ့ဆစ်ဖတ်နဲ့သက်ဆိုင်နေတဲ့အတွက်ဒါကိုအလ္လာဟ်ရဲ့လူတိုင်းမျက်နာကိုရိုက်မယ်ဆိုရင်အလ္လာဟ်ရဲ့ဆစ်ဖတ်မှာထိခိုက်မှုဖြစ်စေဒါတစ်ချက်နောက်တစ်ချက်ကမျက်နာကမဂျမောအလ်မဟာဆင်ဖြစ်တယ်အလှပတွေစုဝေးရဲ့နေရာဖြစ်တယ်ဒီမျက်နာမှာရိုက်နှက်မှုကြောင့်တစုံတရာအမာယုတ်တစ်ခုဖြစ်သွားတယ်အိုက်တစ်ခုဖြစ်သွားတယ်ဆိုရင်ဒါဇန်တကြီးပဲဘယ်တော့မှပြောက်ဖို့မရှိတော့အဲ့လိုပဲမျက်နာကပညာရှင်တွေပြောတယ် jismun latifun hassasun အယံကိုပါလွာတဲ့ခန္ဓာအစိတ်ပိုင်းတစ်ခုဖြစ်တယ်အယံကိုပါလွာတယ်ပြီးတော့ hassas နာကျင်မှုတွေကိုအယံခံစားရတဲ့ခံစားနိုင်တဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့ကြောင့်ကျွန်တော်တို့တခြားနေရာမှာအဖူးကျိတ်တစ်ခုခုပေါက်တာနဲ့မျက်နှာမှာအဖူးကျိတ်တစ်ခုခုပေါက်ပြီးဆိုရင်ကျွန်တော်အားလုံးသိတယ်နာကျင်မှုကြီးမတူဒီနှခမ်းလေးမှာနာကျင်မှုတစ်ခုခုရသွားပြီးဆိုရင်ဒါတော်တော်လေးကိုနာတသေးလေးအဖူးတသေးလေးပြင်တော့ဒါကြောင့်ဒီအကြောင်းတရားတွေကြောင့်ကရမကြီးဆလလောလ္လဟ်အလိုင်းဝါဆလမ်ကမျက်နှာကိုအဲ့လိုမျက်နှာနဲ့ပတ်သက်တဲ့ဒီခေါင်းတွေပါတွေကိုရိုက်နှက်ခြင်းကနေတားမြစ်ထားဒါကြောင့်ကျွန်တော်ဆရာသမားတွေမမီရဲ့တပည့်တွေကိုစုံဆုံးမတဲ့နေရာမှာမျက်နှာကိုရိုက်နှက်ခြင်းကနေရှောင်ကျဉ်ရမယ်ဒါတစ်ချက်နောက်တစ်ချက်တည်းမှာဒီတပည့်တွေကိုရိုက်နှက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တရားတော်ကဘာစီကံချက်တွေဘာဟူဒုတ်တွေဘာကန့်သက်ချက်တွေထားတာဒါကိုပါကျွန်တော်ဖတ်ဆင့်ပြီးတော့ပြောလိုက်ခြင်းနဲ့ဒါတော်တော်ပဲလိုအပ်တဲ့လိုအပ်ချက်တစ်ခုလို့ကျွန်တော်မြင်မိကျွန်တော်ရှရီအတ်ကဆရာသမားတယောက်ကိုမမီရဲ့တပည့်ကိုရိုက်နှက်ခွင့်ဘယ်အချိန်မှပေးလဲဆိုရင်10နှစ်ပြည့်မှာ10နှစ်မပြည့်မချင်း10နှစ်မပြည့်တဲ့ကလေးကိုဘယ်နည်းနဲ့မှဘာအကြောင်းနဲ့မှရိုက်ခွင့်မရှိဘူးဟာဒစ်ကနမတ်မဖတ်လို့ကလေးကိုရိုက်နှက်ခွင့်ပေးတာ10နှစ်မှရိုက်နှက်ခွင့်ပေးတာဒါမိဘကိုပေးတာဆရာသမားတွေကိုမဟုတ်ဒါကြောင့်10နှစ်မပြည့်မချင်းဒီကလေးကိုရိုက်ခွင့်မရှိဘူး10နှစ်ပြည့်သွားရင်လည်းဒီကလေးကိုတာဒီဘန်တို့မဟုတ်ရင်ပညာသင်ကြားရေးလိုအပ်ချက်ရရိုက်ခွင့်တော့ရှိတယ်ဒါပေမဲ့မိဘရဲ့အုတ်ထင်းသူရဲ့ခွင့်ပြုချက်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့မိဘစာမီကျမ်းမှာအတိအလင်းလာရှိတယ်မိဘက
ဟာလားမမြင့်ကလေးကိုဆရာသမားတယောက်စီမှာဟာလားပညာတင်ကြားဖို့အပ်လိုက်တာအပ်လိုက်ခြင်းဟာဒါရိုက်နှက်ဖို့ခွင့်ပေးလိုက်ခြင်းမဟုတ်ဘူးဒါကြောင့်ကိုကရိုက်နှက်ဖို့လိုအဲ့လို့ရှိရင်ဆရာသမားတွေအပြီးမိဘတွေစီခွင့်တောင်းလာရမယ်ခင်ဗျားရဲ့သားကိုကျွန်တော်လိုအဲ့ရင်ရိုက်မယ်နော်အဲ့ဒါမိဘတွေကအဲ့ဒီရိုက်ခွင့်ကိုလည်းဟာလားအတိလင်းဟာလားခွင့်ပြုထားမှဒီကလေးကိုရိုက်ခွင့်ရှိမယ်အဲ့ဒါလည်း10နှစ်နဲ့10နှစ်အသက်10နှစ်အောက်လုံးဝရိုက်ခွင့်မရှိဘူးအဲ့ဒါလိုရိုက်တဲ့နေရာမှာလည်းအခုနရာရှီအက်ကတားမြစ်သားတဲ့မျက်နာနဲ့ခေါင်းတွေဟိုသားတွေရှောင်ကျဉ်ရမယ်ပြီးတော့ချိန်လုံးမကန်ရချိန်လုံးမကန်ရဘူးရှီအက်ကချိန်လုံးနဲ့ရိုက်ခွင့်ပေးတာနမတ်မဖတ်ခြင်းပုံမှာရိုက်ခွင့်ပေးတယ်အဲ့ဒါတခြားပညာရေးလိုအပ်ချက်အတွက်ရိုက်တဲ့နေရာမှာချိန်လုံးမကန်ရဘူးလက်ကိုပဲအသုံးပြုရမယ်ဒါစာမီကျမ်းမှာဒါဒီစကားတွေအားလုံးအတိလင်းပါတယ်ဟာလားအခုနမျက်နာနဲ့ခေါင်းကိုရှောင်ပြီးရိုက်မယ်ဟာလားတချို့ပညာရှင်တွေကဥပမာလေးပြတဲ့ဇဘူပါရိုက်ဒါနံပါတ်1ချက်နံပါတ်2ချက်ကဟာလား3ချက်ထပ်ပုံမရ3ချက်ထပ်ပုံမရဘူးခလေးရဲ့ခန္ဓာရည်ထပ်ကိုပို့ပြီးတော့အားသုံးပြီးတော့မရဟာဒီစ်မှာမီရဒါဆိုတဲ့ဟာလားဆဟာဘီကိုကုရမတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကတန်ညာကိုမူအလမ်အဖြစ်နဲ့ဆရာအဖြစ်နဲ့ဆေးလို့တဲ့ချိန်မှာကိုရောဟာလားတို့မှားတယ်ဘာမှလဲဆိုရင်အီယာကာဝအန်တဒရီဘာဖောကာဆလာဆတ်3ချိန်ထပ်ပို့ပြီးရိုက်ခြင်းကနေအတင်းရှောင်ပါတယ်ဘာကြောင့်လဲဆိုရင်အတင်း3ချိန်ထပ်ကိုပို့ပြီးတော့ဖအင်ဒရဘ်တာဖောကာဆလာဆတ်3ချိန်ထပ်ကိုပို့ပြီးတော့ရိုက်မယ်ဆိုရင်လည်းအစ်တဆလ္လာဟူမင်ကာဟာလားအတင်းစီကနေအလောင်းရှိမြတ်ကဟာလားအစားယူလိုက်မယ်ဆိုတော့ကြောက်စရာကောင်းဒါကြောင့်ကျွန်တော်တို့နံပါတ်1ချက်က3ချက်ထပ်ကိုပို့ပြီးတော့မရဘူးဟာလားကိုယ့်ခလေးရဲ့ခန္ဓာရည်ထပ်ကိုကြော်လုံးနဲ့အားနဲ့မရဘူးအဲ့လိုမျိုးရိုက်မယ်ဆိုရင်ဟာလားဟာဒီစ်ရတိရတယ်ကျွန်တော်တို့ဟာရှာမှာလို့ဖို့မရှိဘူးဒီပုံမှာလည်းအလောရှိမြတ်ကျွန်တော်တို့ဒီကနေကိစားယူမှာဖြစ်တယ်အရေးယူမှာဖြစ်တယ်အစားယူမှာဖြစ်တယ်ခလေးရဲ့ဘက်ကနေဆိုတော့ကျွန်တော်ရိုက်နေတဲ့နေရာမှာအခုနကျွန်တော်ပြောခဲ့တဲ့အချက်တွေမျက်နှာကိုရှောင်းရမယ်ဟာလားခေါင်းကိုရှောင်းရမယ်ပြီးတော့ဟာလားလက်နဲ့ပဲရရမယ်3ချက်ထပ်ကိုပို့မရဘူးဟာလားခလေးရဲ့ခန္ဓာရည်ထပ်ကိုပိုးတဲ့အားနဲ့မရဘူးဒီချက်တွေအားလုံးဟာလားရမှရှိမှဒါနဲ့ဒါရိုက်ခွင့်ရှိမှဖြစ်တယ်ဒါလည်း10နှစ်နဲ့ထပ်ကိုပဲ10နှစ်အောက်တော့လုံးဝရိုက်ခွင့်မရှိဘူးဒါကြောင့်ကျွန်တော်နေနဲ့ဟာလားဒီကနေကျွန်တော်ရဲ့ဆရာသမားတွေကိုဟာလားအနုညွတ်မေတ္တာရက်ခံကျင်တာကဘာလဲဆိုရင်ဟာလားခလေးတယောက်ကိုပညာသင်ပေးဖို့ဆိုတာဟာလားမရိုက်ပင်တယ်လေရိုက်မှစာတတ်မယ်ဆိုတဲ့ဒီအသွေးကဒါကမှန်ကန်တဲ့အသွေးမဟုတ်ပါဘူးဟာလားမရိုက်ပင်တယ်လေတခြားနီလန်းတင်တဲ့ခလေးတယောက်ကိုနားလေအောင်ရှင်းပြပြီးတော့သူပညာရဲ့လိုချင်တဲ့စိတ်တွေလာတွေ့စိတ်တွေကိုနှုံးဆွပြီးတော့တခြားနီလန်းတုံးပြီးတော့ပညာတည်စေခြင်းနဲ့ဒီရိတ်ခြင်းရဲ့နီလန်းကနေကျွန်တော်ရှောင်ရှားရမယ်လူသူတရက်လုံးကလည်းဒီကိစ္စကိုလက်မခံဘူးရှရီအတ်ကလည်းလက်မခံ